အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတာဖြစ်ပါတယ်ဗျာဒီနေ့မှတော့ငွေဝင်ကျန်းဆုံးဂါရာတစ်ပုတ်မြအပြင်မှာဖြစ်ပါတယ်လောက်ကကန်ရရှာဖွေရလာလွယ်ကူစင်မဲ့ဂါရာလို့ပြောရင်လည်းမမားပါဘူးအလုပ်လေးလုပ်တဲ့အခါမျိုးမှာလွယ်ကူချောမွေ့ဖြစ်ဖို့ဆိုတာမလွယ်ကူလာပါဘူးအဲ့ဒါလေးလွယ်ကူသွားအောင်ဒီဂါရာလေးရွတ်ပြီးတော့လုပ်ရင်လွယ်ကူသွားမှာဖြစ်ပါတယ်အလုပ်ကိစ္စသွားပြောမယ်ထို့မှဆိုကြပါစို့ဒီနေ့ဈေး9သိန်းပို့ရအောင်ရောင်းမယ်ဟဲ့ဒါမဲ့ဈေးရတသိန်းပို့ပဲရောင်းရတယ်မလွယ်ကူလာဘူးဒီနေ့တော့ဘာကိစ္စအလုပ်တော့အောင်မြင်အောင်လုပ်ခဲ့မယ်ဟဲ့တော့မအောင်မြင်ဘူးဖြစ်ခဲ့တယ်အဲ့တော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့လွယ်ကူနဲ့ငွေရှာဖွေရလွယ်ကူအောင်ဒီကတာလေးကိုအမြဲတမ်းရုပ်ဖောက်ပေါင်းများပြီးလုပ်ရင်လုပ်လို့ရှိရင်အဲ့လွယ်ကူစီပါတယ်ဗျလမ်းလေးလွယ်ပါတယ်မနော်ရုပ်ဖောက်ပေါင်းများမယ်ကတာတော့ကအုံအရဟံလာဘံတိတ်တိအုံအရဟံပိယံတိတ်တိအုံအရဟံဒနံတိတ်တိအုံအရဟံလာဘံတိတ်တိအုံအရဟံပိယံတိတ်တိအုံအရဟံဒနံတိတ်တိအုံအရဟံလာဘံတိတ်တိအုံအရဟံပိယံတိတ်တိအုံအရဟံဒနံတိတ်တိအုံအရဟံလာဘံတိတ်တိအုံအရဟံပိယံတိတ်တိအုံအရဟံဒနံတိတ်တိဆိုပြီးဒါလေးကို29ခေါက်ရုပ်ပတ်ပွားများပြီးမှလုပ်ပါအိမ်ပြင်လည်းမထွက်ပြီးအပြင်မသွားပြီး29ခေါက်ရုပ်ပတ်ပွားများသွားမယ်လက်ကစားဝန်ထမ်းမိတ်ဆွေညီငယ်ဦးတော်မမကိုလေးညီလေးလေးအဲ့တော့ခလေးလေးတဲ့အကြောင်းနေသွားတဲ့အခါမျိုးမှာလည်းဒါလေးရုပ်ပတ်ပွားများပြီးသွားမယ်ဆရာသမားတွေကအားလုံးကချစ်ခင်နေတဲ့အားစီတယ်မဟုတ်ဘူးတွေအများကြီးရတယ်ခလေးရောလူကြီးရောအားလုံးသုံးဝင်တဲ့ခါတာလို့ပြောလို့ရပါတယ်အဲ့တော့လှုပ်တဲ့မိတ်ဆွေညီငယ်တွေလည်းအလုံးမသွားခင်အပြင်မသွားခင်မှာဒါလေးရုပ်ပတ်ပွားများသွားမယ်ဇီရောက်တဲ့မိတ်ဆွေများလည်းအိမ်ပြင်ရနေပြီးတော့အိမ်ပြင်မထွက်ခင်လေးမှာအိမ်ပေါ်ဝလေးမှာဒါလေးကို29ခေါက်ရုပ်ပတ်ပွားများသွားမယ်အဲ့တော့ရောင်းမဲ့နေရာရောက်လို့ရှိရင်လည်း29ခေါက်ရုပ်ပတ်ပွားများပြီးတော့ရောင်းမယ်အလုံးလေးလုံးမယ်ဆိုလို့ရှိရင်လည်း29ခေါက်ပေါ့နော်လုပ်ငန်းမစခင်မှာဒါလေးကိုရုပ်ပတ်ပွားများပြီးလုပ်မယ်တတိတရားလေးရုပ်ပြီးတတိတရားလေးလုပ်တဲ့ခါမျိုးမှာမထင်မှတ်လောက်လို့ပဲငွေရရှာလာလွဲလာတယ်လွယ်ကူလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတူးဆိုလို့ရှိရင်လေတရားလေးကို तू ကကြတော့ဒီမုတ်လေးတွေကုံလေးတွေလိုက်ပို့တာဒါပေမဲ့ကုံလေးကယူမဲ့သူမရှိဘူးဖြစ်နေတယ်မရှိတော့စားရတော့ရခက်ခဲနေတယ်ကျွန်တော်ဒါလေးကိုရွတ်လို့ပြောလိုက်တော့တားလေးကို तू ရွတ်တာရွတ်တော့ပထမတစ်ရက်လို့မထူးကြဘူး2ရက်မထူးတော့3ရက်မြောက်မှာထူးကြလာတယ်အဲ့တော့ကျွန်တော်ကြီး तू တော့ပို့တဲ့အချိန်မှာဟိုကလိုတာနဲ့လည်း तू တွေ့တော့ဟိုကသူ့ကုံလေးယူလိုက်တယ်နောက်တယောက်ယူလိုက်တော့နောက်ဒီတရက်ပဲယူတာမဟုတ်ဘူးနောက်အပတ်တိုင်းအရက်တိုင်းမှာအဲ့လိုတယောက်ဆက်ယူလာတယ်တချို့ဆိုဖုန်းဆက်ပြီးလမ်းမာတယ်အဲ့လိုမျိုးလေးဖြစ်တော့သူလဲရောင်းရလေကောင်းတော့အလုံးငယ်ကန်နဲ့ဆင်ပြေတော့အဲ့တော့စီဝိုင်းလေးအဆင်ပြေတော့လူနဲ့တန်နိုင်မှုလဲရသွားတာပေါ့ဗျာနော်ဒါမျိုးလေးလည်းကျွန်တော်တို့ကမမေ့ပါနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလူနဲ့တန်းနေဆိုတဲ့နေရာမှာလည်းအလူကြီးတန်းကြီးပေးမှလူနဲ့တန်းတာမဟုတ်ပါဘူးစေတနာရှိတော့တရားရှိတော့တရားတာရည်ကြီးတာပါအဲ့တော့ကျွန်တော်တွေတိန်းနေရာရှိပြီးတော့စိတ်တွေကကျွန်တော်တွေတရားမဖြစ်ဘူးကုသိုလ်စိတ်မဖြစ်ဘူးဆိုလို့ရှိရင်လည်းအလကားပါပဲအဲ့တော့ကျွန်တော်တို့တစ်ချက်တစ်ပြားလောက်လူပြီးတော့ကုသိုလ်ကတရားစိတ်အပြည့်နဲ့ယုံကြည်မှုအပြည့်နဲ့တကယ်ကိုစေနာထက်သန်စွာကောင်းမှုစွာလူရင်လည်းဒါကအကျိုးများပါတယ်ကဲဒါလို့ဆိုတော့မိတ်ဆွေအလုံးပဲသိရှိသွားပြီထင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားမီးအလုံးလဲအလုပ်ကိုင်းရင်အဆင်ပြေကြပါစေငွေတွေအဆင်ပြေနဲ့ရပါစေဗျအဲ့တော့လူကြီးတန်းကြီးလည်းလုံနိုင်ပြည့်နိုင်ကြပါစေဗျာ